သူထွက်သွားတာနဲ့တပြိုင်နက်ကျွန်တော်ချန်ပီယံမှာထောင်ချောက်တွေအမြင်ဆင်လိုက်တယ်ထောင်ချောက်တိုင်းမှာတဝက်တစ်ပြက်ချက်နေတဲ့အသားတုံးစီထည့်ထားပြီးတရွက်တွေနဲ့တိတိကျကျပုတ်ထားလိုက်တယ်အားလုံးအစင်းသင်းဖြစ်ပြီးဆိုမှမနက်ကနေညထိဆောင်နေတာဘာလို့ချမ်းမှုမှကိုမရှိဘူးဒီဝါတာတာမြေခွေးအိုကြီးကငါ့ကိုကြောက်သွားတာလားလို့ကိုပါတာတိတ်ကုန်နေတော့မျက်လုံးကအမျိုးသမီးအလောင်းစီပြန်ရောက်သွားတယ်သူ့နှလုံးခုန်တန်ကိုထပ်ဆန်းကြည့်ဖို့လန်းလိုက်တဲ့အချိန်မှာပဲဒုံဆိုပြီးတကားကိုရုတ်တရက်လာခောက်တယ်ကျွန်တော်တုံသွားပြီးလက်ကိုချက်ချင်းပြန်ရုပ်လိုက်တယ်အပြင်မှာဘသူလဲလို့အုံမေးပေမဲ့အပြင်မှာတိတ်ဆိတ်နေပြီးဘသူမှပြန်မထူဘူးတကားဖွင့်ကြည့်လိုက်တော့ခြံထဲမှာဘာမှမရှိဘူးဟာလာဟင်းလင်းပဲဒါပေမဲ့မြေကြီးပေါ်မှာရွှေစိတ်80 80လောက်ပြန်ကျင်းနေတယ်ဒီတစ်ကွက်ပဲလားငါ့ကိုမြှုပ်ဆွဲပြီးတကားဖွင့်အောင်လုပ်တာပေါ့ဂီးမဆိုင်ပဲတကားပြန်ပိတ်လိုက်တယ်အဲ့ဒီအချိန်မှာပဲချန်ပီယံကမြတ်တော်ထဲမှာတရှုပ်ရှုပ်အတန်တွေကြားရတယ်လာပြီးကျွန်တော်ထောက်တနေရမှာပုံပြီးခြံထဲကိုစိုက်ကြည့်နေလိုက်တယ်ခဏနေတော့မြေခွေးဦးကြီးခြံဝမှာပေါ်လာတယ်သူကတော်တော်သတိကြီးတယ်ပတ်လေဘူးလှည့်ပက်ကြည့်ပြီးနှာခေါင်းတရှုပ်ရှုပ်နဲ့အနံ့ခံနေသေးတယ်ကျွန်တော်စိတ်ထဲကရင်နေမိတယ်တိရစ္ဆာန်ဆိုတာတိရစ္ဆာန်ပဲအစားအစာမြင်တာနဲ့အလောင်းကိုမေ့သွားပြီးဒါပေမဲ့သူကထောင်ချောက်ထဲခြေချခံနေမှတင်ရုတ်တရက်ရက်လိုက်တယ်ပြီးတော့သူ့လက်ထဲကိုဝေးရမ်းလိုက်တာနဲ့သူ့နောက်ကမြေခွေးပေါက်လေးတွေဝုန်းကနေပြည့်ထွက်လာတဲ့ဟာဒီကောင်အမြောက်စာတွေအရင်လုတ်ပြီးစမ်းတက်တာပဲအဲ့ဒီမြေခွေးပေါက်လေးတွေကအသားကိုမြင်တာနဲ့မျက်လုံးတွေမြည်ရဲပြီးဘာမှမစင်စားပဲထောင်ချောက်ထဲပြေးဝင်သွားကြတယ်နောက်တစ်စက္ကန့်မှတင်သူတို့အားလုံးအမိခံလိုက်ရပြီးအတင်းရုံးကန်နေကြတယ်ကျွန်တော်ပိုက်ကုံသွားသိမ်းဖို့လုံတုံးရှိသေးတယ်မြေခွေးကိုကြီးကလုံးဝမလောဘူးပြင်းပေါက်နာကိုအေးအေးဆေးဆေးရှောက်လာပြီးအစိမ်းရောက်အခိုးဝေးတွေမှုတ်ထုတ်လိုက်တယ်အဲ့ဒီအခိုးဝေးကိုရှူမိတာနဲ့ကျွန်တော်ခေါင်းတွေမူးနောက်သွားပြီးမျက်စိထဲမှာကြောက်ဆရာကောင်းတဲ့ပုံလေးတွေပဲမြင်နေရတော့တယ်မြေခွေးဦးကြီးကဖက်ရုပ်ရုပ်ရဲပြီးလူလိုမျိုးတကားဖွင့်ဝင်လာတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ဝမ်းပိုက်ထဲကနေနှွေးထွေးတဲ့အချိန်ဝါတစ်ခုတက်လာပြီးတကူလုံးကိုပြန့်နှံ့သွားတယ်မျက်စိထဲကထင်ရောက်ထင်မှားတွေအကုန်ချက်ချင်းပြောက်သွားတယ်ဒါငါရဲ့စွမ်းအားတွေပဲကျွန်တော်ဝမ်းသာသွားပေမဲ့အယောင်ဆောင်ပြီးအခန်းထဲမှာရောင်မားတွေရှောက်လုပ်နေလိုက်တယ်မြေခွေးဦးကြီးကအားရပါရရင်ပြီးငါနဲ့တိုင်ဖို့ကနှုတ်သေးတယ်သူကသူ့တတဲ့ကဒီကိုမကယ်ပဲကတင်နာကိုတန်းသွားပြီးအလောင်းကိုရတနာတစ်ခုလိုစိုက်ကြည့်နေတယ်ပြီးတော့ကတင်ပေါ်မှာတင်ပလင်းခွေထိုင်ပြီးအလောင်းစီကထွက်လာတဲ့အနံ့တက်တွေကိုစုပ်ယူဖို့ပြင်နေတယ်ဒါကောင်းတဲ့လက္ခဏာမဟုတ်ဘူးဒါကိုခွင့်ပြုလို့မဖြစ်ဘူးအခွင့်အရေးရတာနဲ့ကျွန်တော်မန်နန်ဆက်ကူတစ်ချက်ကိုချက်ချင်းထုတ်ပြလိုက်တာမြေခွေးအိုကြီးရဲ့ကြိုးကုန်းတက်ကိုထိသွားတယ်သူ့လက်နိုးသွားပြီးမျက်လုံးထဲမှာကြောက်လန့်မှုတွေအပြည့်ဖြစ်နေတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာသူ့ကြောက်နေတာကကျွန်တော်ကိုမဟုတ်ပဲကတင်ပေါ်ကအမျိုးသမီးကိုကြည့်ပြီးကြောက်နေတာကျွန်တော်နောက်လဲကြည့်လိုက်တော့အဲ့ဒီအလောင်းကဘယ်ချိန်ကလေးကမျက်လုံးပွင့်နေမှမသိဘူးမျက်လုံးတွေကတွေးလို့မြည်ရဲနေတာမြေခွေးအိုကြီးတစ်ခုလုံးတုံနေပြီးဟေ့ကောင်ဒီမိမကိုမင်းဘဲကရလာတာလဲမင်းသူ့ကိုတောင်းမတိနဲ့မင်းအသက်ဆက်ချောင်းရှိရင်တော့လုံလောက်မှာမဟုတ်ဘူးလို့ပြောတယ်ကျွန်တော်ကခက်အေးအေးပဲပြန်ကြည့်ပြီးသူကငါမိမပဲငါ့ကိုထားတော့မှာမဟုတ်ဘူးလို့ပြောလိုက်တယ်မြေခွေးအိုကြီးကလှောင်ရင်ပြမိုက်မဲတဲ့လူသားနောက်9ရက်နေရင်သူ့ရဲ့စွမ်းအားတွေပြည့်စုံသွားတာနဲ့မင်းတရားမှာပဲလို့ပြောတယ်ပြောလို့မှမဆုံးသေးဘူးသူကကျွန်တော်နောက်ကိုကြည့်ပြီးထိတ်လန့်သွားပြန်တယ်ကျွန်တော်ကသူ့လက်စားနေတယ်ထင်လို့မနဲ့စက်ကူနဲ့ထပ်ပစ်လိုက်တယ်သူကရှောင်ပြီးအပြင်ကိုပြေးထွက်သွားရင်မင်းတွေကိုသာပြင်ထားတော့လို့အော်သွားတယ်အဲ့ဒီတော့မှကျွန်တော်လည်းတခုခုမူမမှန်တာခံစားမိလို့ဖြည်းဖြည်းချင်းနောက်လဲကြည့်လိုက်တာကရင်ဘော်ကအလောင်းကမက်မက်ကြီးထထိုင်နေပြီးကျွန်တော်နေရာမှာတင်တောက်သွားပြီးမလုပ်ရတော့ဘူးအသက်ကိုဝါအောင်ရှူပြီးမှစိတ်ကိုထိန်းလိုက်ရတယ်ခဏနေလို့သူဘာမှထပ်မလုပ်တော့မှအနာကိုကတ်သွားပြီးမိမကိုမချောက်ပါနဲ့ကိုမြေခွေးတွေကိုတောင်မောင်းထုတ်ပေးထားတာလေးပြီးတော့ငါတို့ကလက်ထပ်ထားတဲ့လင်မယားတွေပဲမင်းကငါ့ကိုတခုခုလုပ်လိုက်ရင်မင်းပဲမူဆုံးမဖြစ်သွားမှာပေါ့လို့ပြောလိုက်တယ်ပြောပြီးတာနဲ့အလောင်းကကရင်ဘော်ကိုပြန်လဲကျသွားပြီးအရင်တိုင်းငြိမ်သွားတယ်အပြင်ကမြေခွေးဦးကြီးကတော့ကြောင်းကြည့်နေပြီးရင်းဆောင်နေလိုက်တနေ့ကျရင်မင်းငွေရမှာပါလို့ကျင်းသွားပြီးတောထဲပြေးဝင်သွားတယ်လွတ်မယ်မှတ်နေလားမင်းရဲ့တပည့်တွေငါလက်ထဲမှာရှိသေးတယ်ကျွန်တော်တက်လောက်အိမ်ထဲကိုမြေခွေးပေါက်တွေအကုန်ထည့်ပြီးခြံထဲကတိုင်မှာမြင့်မြင့်လေးချိတ်ထားလိုက်တယ်ပြီးတော့တောထဲကိုလန့်အောင်လိုက်တယ်မြေခွေးဦးကြီးဒီညမေးထွက်လာပြီးရှင်းရှင်းလင်းလင်းမပြောရင်မနဲ့ပြန်ကြရင်မင်းတပည့်တွေကိုငါရှင်းထုတ်ပြမယ်လို့ခိတ်လိုက်တယ်အခန်းထဲပြန်ဝင်ပြီးငြိမ်နေတဲ့အလောင်းကိုကြည့်ရင်အမေရဲ့စိုးရိမ်နေတဲ့ညအနာကိုပြန်မြင်အောင်မိတယ်ဒါကိုဆက်ထားလို့မဖြစ်ဘူးဆိုတာသိပေမဲ့မိရှုပ်ဖြစ်ဖို့ကြတော့လေတကယ်ကိုမရဲဘူးဘာလို့ရမှန်းမသိတာနဲ့နောက်9ရက်နေရင်ဘာဖြစ်မလဲဆိုတာကိုပဲအန်ဂျီပီစောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်ပြတင်ပေးမှာမိရင်းနဲ့ပဲကျွန်တော်အိပ်ပျော်သွားတော့တယ်